relationship တစ်ခုခိုင်မြဲသေးဖို့တစ်ပြန်လည်ချစ်ပါကိုချစ်တာကိုချစ်တယ်ပြောဖို့ဝင်မလေးပါနဲ့ဖုံးချတိုင်းချစ်တယ်ပြောပါလိုင်းမော်ဝါဆင်းတိုင်းချစ်တယ်ပြောပါအပြင်မှာစုံပြီးပြန်ကန်နေတိုင်းချစ်တယ်ပြောပါကိုယ့်ရဲ့ချစ်တွေရောမသွားဘူးဆိုတာသူသိသေးဖို့ချစ်တယ်ဆိုတဲ့စကားကိုမကြာခဏပြောပေးတဲ့နဲ့မဟုတ်လားနှစ်မလိမ်ပါနဲ့ဂိမ်းစော့နေတာကိုအိတ်နေတယ်လို့မလိမ်ပါနဲ့ဘီယာတိုင်းထိုင်းနေတာကိုလက်ဖက်ရည်တိုင်းမှာလို့မလိမ်ပါနဲ့ဘာမဆိုမဟုတ်ရင်တော့ကိစ္စတော်တော်များများကိုအမှန်တိုင်းပြောပါတကယ်ချစ်တဲ့သူကကိစ္စတိုင်းကိုလိုက်ပြီးအပြစ်မမြင်ပါဘူးဒါကိုကိုကအသေးဖွဲအစလိန်ပြောနေမဲ့ဆိုရင်ကြာလာတဲ့အခါကိုယ့်ရဲ့စကားတွေပေါ်အယုံကြည်မဲ့လာပြီးအကြောင်းလေးတွေထင်လာတတ်ပါတယ်၃အဆက်အသွယ်မပြတ်ပါသေးနဲ့ဖုန်းလေးတွေမကြာခဏဆက်ပါဖုန်းဆက်ဖို့မှာရင်စာလေးလောက်တော့တတိတရပို့ထားပါလိုင်းပေါ်မှာဆုံးမစကားသွားပြောတာမျိုးကသသိန်းဆန်လုံးပါတယ်ချစ်သူရည်သားဘဝဆိုတာသူအမြဲတမ်းကိုယ်ကိုတတိယနေဂယုဆိုင်နေတယ်ဆိုတာသိရရုံနဲ့ကြည်နူးရတဲ့ဘဝတွေမဟုတ်လားလိုမာဖုန်းခေါ်ပြီးမလိုတဲ့ချိန်တွေမှာအဖတ်မလုပ်ဖဲပြစ်ထားတဲ့ relationship တခုကလည်းခိုင်မြဲဖို့မလွယ်ပါဘူး၄နာကျင်စရာတစ်ခုခုမတော်တဆကြုံလာတိုင်းအတက်နိုင်ဆုံးခွန်းလွတ်ပေးဖို့ကြိုးစားပါချစ်သူရည်သားဘဝမှာမထင်မှတ်ထားတဲ့ပြဿနာလေးအကြောင်းနာကျင်ခံစားရတာမျိုးကဖြစ်တတ်တဲ့သဘောပါဒီလိုကြုံလာတိုင်းနည်းနည်းလေးမှတီးမခံပဲပြတ်မယ်လမ်းခွဲမယ်ဆိုတဲ့စကားတွေကိုမပြောမိပါသေးနဲ့နာကျင်တရားအသေးဖွဲကိစ္စလေးတွေကိုမေ့ပြောက်ပြီးအကောင်းဆုံးရှေ့ဆက်နိုင်ဖို့ကြိုးစားမှပျော်စရာ relationship တစ်ခုကိုရနိုင်မှာပါငါအရွယ်မတိုက်ပါနဲ့သူရွယ်ကိုရဲ့အရွယ်တိုက်ကြရင်ကွဲကွာခဲ့တဲ့ချစ်သူတွေတကယ်ရှိခဲ့တယ်နော်နင်းအောင်နေနိုင်သေးတာပဲငါနေနိုင်ရမှာပေါ့နင်းအောင်ဖုံးမခေါ်သေးတာပဲငါလည်းမခေါ်ပဲနေပြမယ်ဆိုပြီးအရွယ်မတိုက်ပါနဲ့ရွယ်ရင်ပြန်တဲလို့မရတော့ပဲဝေးကွာသွားတတ်လို့ပါ6မာနနဲ့အတ္တကိုဘေးဖယ်ထားပါချစ်သူတွေကြားမှာမာနဆိုတာမထားသင့်တဲ့အရာပါနင်ကဘာမို့လဲငါဘာမို့လဲဆိုရင်မာနတွေပြိုင်ပြီးအတ္တဒူးတယ်တွေကြီးမားလာတဲ့အခါရင်ဘတ်ထဲကချစ်ချင်းတရားတွေဟာအေးဆက်လာတတ်ပါတယ်ခွန်ကိုမှားနေတဲ့အခါချက်ချင်းတောင်းပန်ပါပြဿနာဖြစ်ရင်စပြီးတောင်းပန်တဲ့သူဟာပိုချစ်တဲ့သူတဲ့အထက်ကပြောခဲ့ပြီးလေချစ်သူရည်သားအကြားမှာမာနမထားသင့်ဘူးဆိုတာကိုဒီတော့ကိုဟာအမားလုံးမိရင်ချက်ချင်းတောင်းပန်ပါတောင်းပန်တကားဆိုလိုက်တာကိုချစ်ကိုပြသရရောက်တယ်လို့ချစ်ချင်းတရားကိုလည်းခိုင်မြဲစေပါတယ်ရှစ် EH အကြောင်းမပြောပါနဲ့သူနဲ့ကိုရဲ့အနာဂတ်ဘဝအကြောင်းပဲပြောပါ EH ဆိုတာတစ်ချိန်အားဖြစ်တည်မှုတစ်ခုပါအတိတ်ဆိုတာအတိတ်မှာပဲထားခဲ့ရမယ့်အရာပါ EH အကြောင်းပြောရင်းနဲ့ကိုရဲ့လက်ရှိချစ်သူနဲ့ပြဿနာဖြစ်ရတာဘာကောင်းကျိုးမှရမလာနိုင်ဘူးဒါကြောင့်ကိုရဲ့ချစ်သူနဲ့အနာဂတ်အကြောင်းကိုသာပြောပါလက်ရှိပြစ္ဆုတ်ပန်အချိန်မှာပြောအောင်နေပါကိုအပေးယူမျှတာပါသည်တယောက်ကပဲစာပို့တယ်တယောက်ကပဲဖုန်းဆက်ရတယ်တယောက်ကပဲအမှတ်တရလက်ဆောင်တွေပေးတယ်တယောက်ကပဲအပြင်ထွက်လေတိုင်းအကုန်ကြခံရတယ်ဒါဆိုရင်သိကြပါတယ်ဒီလို relationship မျိုးကလည်းခိုင်မြဲဖို့မဖြစ်နိုင်ပါဘူး10ကိုချစ်သူရဲ့ခံစားချက်တိုင်းကိုအလေးထားပါကိုချစ်ရသူငိုးနေတဲ့အခါမျက်ရည်သားတွေကိုတုပ်ပေးပါပြုံးနေတဲ့အခါအတူကြည်နူးပေးပါပျော်ရွှင်ခြင်းနာကျင်ခြင်းကြည်နူးခြင်းကြေကွဲခြင်းစားတဲ့ခံစားချက်တိုင်းကိုအတူလိုက်ပြီးခံစားပေးတဲ့အခါနှလုံးသားချင်းပိုပြီးရင်းနှီးလာပါလိမ့်မယ်